ချို့က AI ကြောင့်အလုပ်ပြောင်းမယ်ပြောတယ်တချို့က AI ကိုကြောက်နေကြတယ်ဒါဆို AI ကိုတကယ်ကြောက်တင်လား AI ကိုကြောက်တာထက် AI ကိုအသုံးမချတတ်တာကိုပိုဆိုးရင်တင်တယ် ဘာကြောင့်တချို့လူတွေက AI ကိုကြောက်နေရလဲ အစ်စ်အဆန်းဆိုလူတွေကြောက်တတ်ကြတယ်ပြီးတော့ AI ကမြင်ပြောင်းလဲနေတယ်လို့လုံနိုင်စွမ်းလဲများလာတာကြောင့်ဖြစ်နိုင်ပါတယ် ဒါဆို AI ကလူတွေရဲ့အလုပ်ကိုယူသွားတော့မှာလား အလုပ်အားလုံးတော့မဟုတ်ဘူးဒါပေမဲ့ AI ကိုအသုံးချတတ်တဲ့သူတွေကမသုံးတတ်တဲ့သူတွေထက်ပိုမြန်လာမယ်ပိုနေရလာမယ် ဆိုလိုတာက AI ကလူကိုမနိုင်တာပေါ့ ဟုတ်တယ် AI ကတူးတစ်ခုပဲအသုံးချတတ်တဲ့သူကပိုအသာရသွားမှာ တချို့က AI ကြောင့်လူတွေရဲ့ creativity ပျောက်သွားမယ်လို့ပြောကြတယ် တကယ်တော့ AI က idea မပေးနိုင်ဘူး idea ပေးတာလူပဲ AI ကအဲ့ဒီ idea ကိုမြန်လုပ်ပေးတာ နောက်ဆုံးအနေနဲ့ AI ကိုကြောက်နေတဲ့သူတွေကိုဘာပြောချင်လဲ AI ကိုရှောင်နေကြောက်နေုံနဲ့မရတော့ပါဘူးနည်းနည်းစီစမ်းသုံးကြည့်ပါနောက်ပိုင်းမှာ AI ကကိုယ့်အတွက်အကူအညီကောင်းတစ်ခုဖြစ်လာနိုင်တယ်